ဒီခန်းလေးပြလို့ပြီးတော့ပါပြီဒီခန်းလေးကရောင်းခန်းလေးပေါ့နော်ဒီခန်းလေးကိုစိတ်ဝင်စားလို့ရှိရင်ဒီနေရာလေးကတော့ဧကန်ထဲမှာဆိုရင်ဆိုဖာကုန်း TV စင်နဲ့ဒီမှာဒီခန်းကမီးပြက်လဲပြင်စရာလို့ပေါ့နော်ဒီမှာ24နိုင်ကြီးရအောင်ထည့်ပြထားတယ်နော်ဒီမှာဖျားကလေးတန်ပြဖျားကလေးတန်နော်ဖျားစင်ပါမယ်တရားဆို internet တဲ့နေရာလေးတက်ပါနောက်မှလည်း line လေးနဲ့ထည့်ပြရအောင်နော်အဲ့ခံကတဲ့6 line နဲ့မှတက်လို့ပြီးထည့်ပြထားတယ်နော်တိတ်တော့ပြီးရပြီလိုက်ကပြီးအခန်းကျယ်ပဲဒီမှာအဲကွန်ထည့်ပြရနော်ပြန်တော့ပြန်ထည့်ပြရမယ်ဒီခန်းနဲ့အကျယ်ဒီခန်းထဲမှာဆိုလဲအဲ့လိုပဲပြင်ပါမယ်ဒီနောက်ပြရတယ်လည်းတော့ထည့်ပြထားပြီးတော့ဒီအဲခန်းနဲ့နောက်ပြီးကျွန်တော်ဒါညော်တာတကားကတော့အခန်းတိုင်းလိုပေါ့နော်ဒီလိုကန်ဆိုအကျယ်ကြီးပဲသမင်းစားပွဲတွေထည့်ပေးထားတယ်နော်ပြီးစဉ်ဆိုလဲစိုက်ကြည့်လုပ်ပေးထားတယ်အခုနောက်ပိုင်းတော့ကျွန်တော်ကက်စမီကိုပေါ့နော်ကက်စမီကိုဒီနှစ်ဖို့တွဲဟာကိုထည့်ပေးထားတယ်ပြီးတော့ကပိနပုတ်ကိုထည့်ပေးထားတာနော်ဒီနောက်ဝေးလေးလည်းပြနောက်ထဲမှာဆိုလဲအဲ့လိုပဲတမန်တစ်ခါလေးထည့်ပေးထားတာနော်တွဲလိုက်ပြတိုင်းလိုက်ကလည်းပိုးတိုင်းပဲနော်ဒီလိုလေးမှာဆိုလည်းpressure pan ထည့်ထားတဲ့ shower ထည့်ပေးထားတယ်နော်ရှေ့ကိုတစ်ချက်သွားမယ်ခိုင်းကြည့်အောင်ကျဲပါလေရှေ့ကျဲနော်ကဲအဲ့တော့အခန်းလေးပြလို့ပြီးတော့ပါပြီဒီအခန်းလေးကရောင်းမဲ့အခန်းလေးပေါ့နော်ဒီအခန်းလေးကိုဒီတောင်းပလာကျိုးတော်ဆောင်ကျမရဲ့မိတ်ဆွေတွေပေါ့နော်တောင်းပလာကျိုးတော်ဆောင်အကိုညီမလေးရှိမှာသုံးနည်းရှိလို့ရတယ်ပုံလုံးမှာတက်ထားပါရှင်းဟုတ်ကျေးဇူးပါတက်တာပါနောက်ခဏတွေ့မယ်နော်